ပြောသလားလို့အဖော်များကမေးရပါတယ်ငါပဲလို့ဖြစ်ရမလဲချစ်သူရွှေဧည့်သည်တတရန်ဒီပွဲလေဘရောက်တခက်နဲ့ခြာရလေလိစာလေပြောင်းတွေလေရောက်တော့မယ်ဟိုနေ့ကအတိုင်းနဲ့အလဲဝါရွှေတန်းနဲ့ပန်းဘရောက်ကူကွယ်ရွှေဧည့်သည်ကိတာဦးမှာပန်းပေးဘူးလို့မမေ့သေးဘူးတကယ်မမေ့ဘူးပြောတဲ့ရွှေတဲ့မမေ့နိုင်ဘူးခွဲရင်နိုင်မယ်ဘယ်ဒီပဲဝဲဘယ်လိုရှောင်းဖဲမတွေ့အောင်ရှာရပါတော့မယ်ရှာဘူးနော်မင်းသားကြီးလို့ပြောရပြီခွဲတော့ကနေအတိုင်းဖြန်းလို့လက်နိုင်မှမလားတကယ်မမီရဲ့အတာပွဲလေနင်းနဲ့ငါတူရှင်တွေ့လို့ပြောဝဲစင်ညမေမရပါကွယ်ယုံဆာဆာဧည့်သည်မလေးရဲ့ဘယ်မြို့နယ်ပဲဌာနရဲ့မသိရလို့လေသူအသက်ကွယ်ပြီကွယ်